နေအရန်ပူတယ်နော်ဒီမှာဆိုလည်းစောစောစီးစီးဆိုအရန်ပူတယ်ဒီလားပူတဲ့အချိန်မှာဆိုရင်ကိုကဒီမှာစီရမ်လေးလိမ့်လို့ရတယ်စီရမ်လိမ့်ပြီးပြီဆိုမျက်နှာလေးအီလေးနဲ့အေးလေးနဲ့တနေကုန်နေလို့အရန်ကောင်းတာဖြစ်တယ်နော်ပြီးရင်ဆိုရင်ကျွန်တော်တို့အခုထုတ်ကုန်ကခေါမုန်းကုမ္ပဏီကထုတ်ကုန်ဖြစ်တယ်အလှကုန်ပစ္စည်းမြောက်များစွာဆိုရင်ဒီတိုနာလေးဆိုရင်ဂျပန်နိုင်ငံကနေထုတ်ထားတဲ့တိုနာလေးဖြစ်ပါတယ်သူကပစ္စည်းပေါင်းများစွာအထဲမှာဩစတြေးလျနိုင်ငံကိုရီးယားနိုင်ငံဂျပန်နိုင်ငံကထုတ်ထားတဲ့ပစ္စည်းတွေ product တွေအများကြီးရှိရတယ်ဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့တချို့ collagen တွေမှာဆို USA ကနေပြီးတော့ကုန်ကျန်းတွေယူပြီးမှထုတ်လုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ခွန်မုံကုမ္ပဏီမှာဆိုရင်သူကအားသာချက်၃ချက်ရှိတယ်အဲ့ဒီအားသာချက်နဲ့အတူဒီပစ္စည်းကိုပေါ့နော်ကိုကဝယ်ပြီးမှသုံးမယ်ဆိုရင်ကိုအတွက်က အမြဲတမ်းဒီလိုမျိုးမှန်ပါစေနဲ့ရပြီးမှကျွန်တော်တို့ဝင်ငွေတစ်ဖက်တစ်လမ်းရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့စိတ်ဝင်စားတယ်ဆိုရင်ခေါ်မိုးစီးပွားရေးကိုလာ join လို့ရပါတယ်ဒီမှာဒါကလေဒီကအခုလက်ရှိပေါ့နော်ရေးပြတ်တဲ့လူတွေရှိလားပြီးရင်ဆိုရင်အရက်ဘီယာတွေအရန်စိုက်ကြတဲ့လူရှိလားအဲ့လိုမျိုးဆိုရင်ကိုကလေအရက်ဘီယာတွေတောက်ပြီးပြီဆိုနေလို့ထိုင်လို့မကောင်းဘူးမနဲ့မိုးလင်းလာကောင်းကိုင်းတတ်တယ်ဆိုရင်ဒီမှာဖြောတောက်လို့ရတယ်ဒီဟာကဘာနဲ့ထုတ်လုပ်ထားရလဲဆိုတော့ thin body နဲ့လိမ်မော်ဒီဖြစ်ပါတယ်နော်ပြီးရင်ဆိုကိုခံအားကိုပြန်ဖြည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ညောင်းညာကြိုက်ခဲတာတို့ကိုလည်းဖယ်ရှားပေးပြီးမှကျွန်တော်တို့အစီအနစ်တွေကိုညကြတော့အစီအနစ်တွေအများကြီးစားထားပြီးမှအဲ့လိုမျိုးပေါ့နော်ကိုကပါတီတွေသွားတယ်အကင်တွေအစားတာများပဲဆိုရင်ဒီဟာတထုပ်တောက်ပေးမယ်ဆိုရင်သူကအဲ့ဒီစားနေတဲ့အကျွင်းအကြံအညစ်အကြေးတွေကိုပြန်ပြီးမှကင်ဆာဆဲတွေကိုကာကွယ်ပေးတာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ဒီပစ္စည်းတွေကိုဝယ်သုံးပြီးမှဆိုရင်ကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ဝင်ငွေတစ်ဖက်တစ်လမ်းကိုရှာချင်လဲရပါတယ်စားသုံးသူအနေနဲ့အမြဲတမ်းကုမ္ပဏီကိုပြန်ပြီးမှပစ္စည်းတွေလာဝယ်သုံးလို့ရပါတယ်ပစ္စည်းအုပ်စုမှာဆို6အုပ်စုနဲ့6အုပ်စုရှိရเนาะတကိုယ်ရည်တန့်ရှင်းမှုဖြစ်တဲ့အရာသုံးလို့ရတဲ့ပစ္စည်းတွေရှိတယ်တက်စာရှိတယ်ပြီးတော့မြေဩဇာတွေမြောက်များစွာရှိတယ်တောင်သူလေဓမားတွေအတွက်เนาะပြီးဆိုကျွန်တော်တို့တနေကိုညောင်းညာကြိုက်ခဲပင်ဆိုရင်ကျွန်တော်တို့ရဲ့ခြေနှိပ်တဲ့ဆက်ရှိတယ်เนาะအဲ့ဒီလိုမျိုးကျွန်တော်တို့တွေဟာအမြဲတမ်းကိုခန္ဓာကျန်းမာရေးအတွက်เนาะတက်စာလေးတွေလည်းထုတ်လုပ်ထားပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကြိုက်နှစ်သက်ရာပစ္စည်းကိုစားသုံးပြီးမှကျွန်တော်တို့ကကုမ္ပဏီရဲ့ဝင်ငွေကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဆိုကျွန်တော်တို့ကလေကုံ6တွေကအစအကုန်လုံးရှိပါတယ်ထိုင်းငပိရည်တွေရှိတယ်ခောက်ဆွဲ6တွေတော့ငန်းပြားရည်အကုန်အစုံရှိတယ်ဒါကြောင့်ကျွန်တော်တို့စီမှာအကုန်ရှိတယ်ဆိုတာပဲဘာတွေထပ်ရှိလဲဆိုတော့engine wire တွေကအစရှိတာဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ဒီ